ညာရေးချင်းမလိုအပ်ပဲဂျပန်သွားပြီးအလုပ်လုပ်ချင်တဲ့သူတွေအတွက်အထူးအသည့်ထားတင်ငန်းချက်နှစ်ချက်ကိုတာဝန်ချောင်းခွဲတွင်အသေးစိတ်စုံစမ်းနိုင်ပါပြီရှင်။ရန်ကုန်မှာဆိုရင်တာဝန်ချောင်းခွဲအပြင်မြောက်တကုံတာကေတာမြင်းဒီကုန်းနဲ့လှည်းတန်းမှာလည်းချောင်းခွဲမြောက်ဖွင့်လှစ်ထားပါရဲ့ရှင်။ပထမတစ်အချက်ကတော့ training visa ဖြစ်ပါတယ်။သူကပညာရေးချင်းအားနည်းတဲ့သူတွေရွေးချယ်တင်တဲ့အပြင်ဂျပန်စာအောင်လက်ပတ်ပါမလို့တာကြောင့်ဂျပန်စာကိုအချိန်တူတူအတွင်းလေးလာပြီးလာစာကောင်းတဲ့လုံးခေါ်စာရရှိချင်တဲ့သူတွေအတွက်အရန်ကိုသိမြင်အောင်မှာဖြစ်ပါတယ်။ဒီချက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကလက်ငင်းစနစ်အပြင်အကျွေးစနစ်နဲ့ပါရရှိနိုင်တာကြောင့်စ조사ချင်သူတွေအတွက်အခွင့်အလမ်းကောင်းများရရှိထားပါရဲ့ရှင်။နံပါတ်2အချက်ကတော့သူကုတေးဗီဇာဖြစ်ပါတယ်။သူလည်းပညာရေးချင်းတမန်ချက်မရှိတဲ့အပြင်လာစာကလည်းပိုကောင်းတာကြောင့်ဆာကူရာကျောင်းရဲ့လူချိုက်အများဆုံးဗီဇာဖြစ်ပါတယ်။သူကုတေးကောင်းမှဆိုရင်အခြေခံလာစာရန်35,000အထိရရှိနိုင်တာကြောင့်ဂျပန်စာအရေးချင်းရှိထားမယ်ဆိုရင်အခုလိုမျိုးခွင့်လန်းကောင်းတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်လူကြိုက်များရဲ့စားတောက်ကုန်ထုတ်ဆောက်လုပ်ရေးဘိုးဘွားဆောက်ရှောက်ရေးစိုက်ပျိုးရေးဟိုတယ်နဲ့အခြားသူခုတေးခွင့်လန်းကောင်းများကိုလည်းတာဝန်ကျောင်းခွဲတွင်ရရှိနိုင်ပါပြီ။တာဝန်ကျောင်းခွဲရဲ့လိပ်စာကတော့ကြိုက်ကစံလမ်းမှာပေါ်တာဝန်စည်းမှတ်တိုင်နာမှာတည်ရှိတာဖြစ်ပြီးတော့နေကလာတက်ချင်တဲ့လူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါတယ်။ပိုကောင်းသောအနာဂတ်ပိုကောင်းသောအခွင့်အလမ်းများအတွက်စာကူရာတာဝန်ကျောင်းခွဲကိုရွေးချယ်လိုက်ပါရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။